များအသက်25နှစ်ရောက်နေပြီဆိုရင်တေချာနားထောင်ပါခမားဘဝမှာနေထိုင်ခွင့်ရတော့မယ့်ရက်ပေါင်းဟာ12985ရက်ပဲကျန်တော့တယ်ခုခေတ်လူသက်တမ်းကပြန်မြနှစ်60ပဲရှိတော့တာခမားအသိပဲအသက်25နှစ်အထိဖြတ်တန်းပြီးပြီဆိုရင်ဘဝရဲ့3ပုံတစ်ပုံကပြီးသွားပြီကျန်တဲ့နှစ်35နှစ်ကိုရက်ပေါင်းဖွဲ့လိုက်ရင်12985ရက်အဲ့ဒီထဲမှာအိတ်ချိန်စားချိန်လေးနှုတ်လိုက်ရင်ခမားတကယ်အသက်ရှင်ခွင့်ရမယ့်အချိန်ကဒီထက်ဝမကပုံနေသွားပြီဒါဆိုအဲ့ဒီလောက်တိုးတောင်းလာတဲ့ရက်ပေါင်းလေးထဲမှာခမရဘာဒီကိုအချိန်ဖြုံးနေတာလဲဘသူတွေစီကအတိအမှတ်ပြုမှုနောက်ကိုလိုက်နေတာလဲတန်ဖိုးမရှိတဲ့အမုန်းတရားတွေအာယုံနောက်စရာတွေဒေါသတွေနဲ့ဘာလို့စိတ်ဆင်းရဲခံနေအောင်မလဲဘာဒီညာအချိန်ဆွေးနေတာလဲခင်ဗျလူဖြစ်ရခြင်းရဲ့အနှစ်သာရကဘာလဲဘဝရဲ့အမြင့်ဆုံးအရာကဘာလဲအဲ့ဒါစိတ်အေးချမ်းမှုပဲခင်ဗျစိတ်တွေလွင့်လို့အာယုံဆိုင်လို့မရဘူးလားတရားထိုင်ပါဝင်သက်ထွက်သက်ကိုတိအောင်လုပ်ပါကိုယ်စိတ်ကိုပြန်ထိန်းချုပ်ပါဘဝကတူတူလေးမှုမနှက်ခင်နိုးထလာတဲ့အခါအမုန်းတရားတွေအစားကောင်းတဲ့အရာတွေပဲလုပ်ပါမိသားစုကိုအချိန်ပေးပါအနားမှာရှိတဲ့သူတွေကိုကူညီပါလောကကြီးပေါ်ကောင်းတဲ့စိတ်နဲ့စိတ်ထားပါဘာတွေများစိတ်ညစ်နေပါလဲအချိန်ဖြုံးမနေပါနဲ့ဒီတူတောင်းလာတဲ့ဘဝတက်တန်းလေးတွေပါခမဟာပတ်ဝန်းကျင်တဘာဝတရားကိုလူသားတွေတစ်ဖက်တစ်လမ်းကအကျိုးပြုနိုင်တဲ့သူတယောက်ဖြစ်ပါစေ